တော့ခမရဗျိုးလေးစားကြည်ညိုအပ်ပါတော့ဘာတော်ထအပ်ပါတော့အင်းကြီးရှင်ခမရမင်္ဂလာရှိသည့်အချိန်အိမ်ပေါက်မှာခေါ်ရန်ကြားလို့ဘယ်အရက်ဘယ်ဒီသားဘာအကြောင်းအရာနဲ့မြန်လာခဲ့ကြတာလို့မြတ်မေတ္တာတရားပြည့်စုံလှပါတယ်လူကြီးမင်းဒီနေ့လာရင်အကြောင်းကိုလေးစားစွာဖြင့်တင်ပြအပ်ပါတယ်ကျွန်တော်မန္တလေးတိုင်းဒေသကြီးမရယာမြို့နယ်ဒီချောင်းမတိကြီးဝါနေကျေးဇူးရှင်မကကြီးဦးထုံးမင်းနိုင်ကျေးဇူးရှင်မိကကြီးတော်မလာဝင်းတို့ဤတာရနာမောင်ရဲမင်းဆိုသည်မန္တလေးတိုင်းဒေသကြီးပြုံးရမြို့နယ်တုံးတောင်ကြီးဝါနေကျေးဇူးရှင်မကကြီးဦးလာတောင်းကျေးဇူးရှင်မိကကြီးဒေါ်နွယ်ဝင်းတို့ဤသမီးရနာမဆုမြလှိုင်အားလူငယ်ချင်းတဘာဝမေတ္တာမျှပါသောကြောင့်ရွှေလန်းငွေလန်းမေတ္တာလမ်းများလာရောက်ခင်းကျင်းတော့မှာခင်ဗျဟုတ်ကဲ့တင်တယ်ပါလေတို့တော်လဲကျွန်တော်တို့ရဲ့တို့သမီးလေးရဲ့အမိဖတို့ရဲ့ကိုသားကျွန်တော်မေးရရှိရလေမေးပါရစီမေးပါခင်ဗျမေးပါခင်ဗျဟုတ်ကဲ့ကျွန်တော်တို့တို့သမီးလေးရမြေပညာတတ်ဖြုတ်ချုံဥက္ကဘောလေးပါဘာသာရေးမှလည်းအလိုကိုင်းဆိုင်ပါတယ်ဟုတ်ကဲ့ခင်ဗျခင်ဗျားတို့တို့သားလေးကဘယ်အမျိုးပဲဘာသာဘယ်သာရဏကိုများကိုးခွေတာလို့ဗျဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့တို့သားလေးမောင်ရဲမင်းဆိုးရဲ့အနှွယ်အဖြစ်ဗမာလူမျိုးခြေရဝါဒဗုဒ္ဓဘာသာစစ်စစ်ကိုးကွယ်စိတ်ကအားထားရတော့မင်္ဂလာတို့သားလေးပါခင်ဗျဟုတ်ကဲ့တင်းနေပါပြီတဲ့တို့တော်လဲတားကျွေးမှုမရကျွေးမှုတခုပညာဘုဒ္ဓပါရပါတယ်ခင်ဗျားတို့တို့သားလေးဘာပညာတွေတတ်တုံးညာဟုတ်ကဲ့ကျွန်တော်တို့မင်္ဂလာတို့သားလေးအပြင်ယောက်ျားတို့တတ်အပ်သောအထာရတဆက်ရှိရအပြင်လက်ရှိခေတ်စားကြီးကျယ်မြင့်မြတ်နေသောIT ပညာကိုလည်းတတ်ကြောင်းကြောင်းပါခမမိုက်ဟေ့ဒီနေ့ဒီလိုတော့ကက်တီမင်္ဂလာထာပြားနဲ့ပြည်စုံမှာမင်္ဂလာတရားနဲ့အညီကျွန်တော်တို့လက်ခံပါမယ်နော်တို့အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဝေလကားဖွင့်ပါဝေလကားတက်ခဲ့ကြပါဗျာ